စီစီဆောင်မလားဟဲ့တောင်းကြီးယူခဲ့အောင်ဟဲ့တောင်းကြီးယူခဲ့အောင်မားခဲ့ဘယ်ရွာနီး60တွေမမြင်ဘူးတာကြာအဖေဘုရားကြည့်တာပေါ့အပြင်မှာဘယ်ရွာတော့အမေမဟုတ်ဘူးမွေလားလို့ကဲအားလုံးမင်္ဂလာပါဒါဒီနေ့ကတော့ဇီးချန်နဲ့ရောက်နေပါပြီဒီနေ့ဇီးသီးခူးမှာပဲဖြစ်ပါတယ်လိုက်ကြည့်ပါဦးဇီးနှစ်မျိုးရှိပါတယ်ဇီးချွန်သီးရယ်ဇီးဝိုင်းသီးရယ်ပေါ့နော်ဒီနေ့ဇီးချွန်သီးကိုဆက်ခူးမှာပဲဖြစ်ပါတယ်နဲ့ညှိကြည့်လိုက်အောင်မရိတ်ထဲမှာစားကြပါအောင်ဇီးသီးမျိုးစုံပါပြုတ်ခဲနေအောင်ဒီလိုဆွဆိုလို့ရှိရင်ဝင်းပြီးတော့ကြည့်လိုက်အဲ့ဆိုစားလို့ရပြီမကြည့်อร่อยพี่ที่หมูพี่พะเลยโพพาราคาဒါတော့ညာဘက်မှာတော့ဒါဇီးချွန်သီးမျိုးလို့ခေါ်တာပေါ့နော်အဲ့လိုအကြီးပါတော်ရဝစ်စုပ်ကဒီလိုပဲဒါဆိုတော့ယူမယ်ချိုးနေပါပဲဒီလုံးကအမေတို့ကဟိုဘက်ခြံကခူးနေရစီစီဆောင်မလားဟဲ့တောင်းကြီးယူခဲ့အောင်ဟဲ့တောင်းကြီးယူခဲ့အောင်မားခဲ့မင်္ဂလာပါဘယ်ရွာနီး60တွေမမြင်ဘူးတာကြာအဖေဘုရားကြည့်တာပေါ့အပြင်မှာဘယ်ရွာတော့အမေမဟုတ်ဘူးမွေလားလို့မဟုတ်ဘူးဟာရွာတစ်ကြီးရလားဩရွာတစ်ဟိုဘက်ကပေါ့ဟုတ်မယ်ရတယ်လက်လေးသိတယ်လေငယ်ကအလူလာဆိုင်ဝသားတော့လက်နဲ့ထုတ်ခဲ့တဲ့ရွာမှတ်မိတယ်ပေးရနေအောင်ပေးဘာနဲ့ခမတော့ခမောင်းနဲ့ခလာရဟိုရတယ်ခွဲတာစားလိုက်ရအကုန်ခံနဲ့မြတ်ဝေစားကြကုန်းပြီတရောင်းလုံးတစ်ကပြန်ခူးပေါ့ဟုတ်ပြီတက်တာကျက်စုံဆိုင်နေရလားစိုက်ရတာဈေးကတိတဲ့အတိုင်းပဲทั้งหลังคาอยู่ด้านหน้าจ้ะဟာတကွက်တောင်ကပြအောင်မတက်တာဒီမှာဒါတော့ထိုင်ဝမ်ဇီးသီးလို့ခေါ်ပါတယ်ဇီးပန်းသီးလို့လည်းခေါ်တယ်မျိုးစုံခေါ်တာပေါ့ဒီခါမြန်မာတော့ဘယ်လိုခေါ်လဲတော့မသိဘူး
โอ้เสียซะวะซะเอามาเลยဈေးပန်းစင်းနဲ့ဈေးကျွန်းစီးပါလူပါဆိုဈေးကျွန်းစီးကကြာချိုးနေဒါကြတော့အစိမ့်ကျွန်းနေပါမေရီကိုอะไรทะเลมีบ่าพอละปะเชียทะเลมีบ่าทะเลมีพกซาလို့ရပါတယ်ညမှာဆိုရင်တော့ဒါတည်စားပေါ့နော်ဘာနဲ့မှလဲလို့မရအောင်မလေးတော့ကိုဆွဲထည့်လိုက်ဒါတော့ထရေမြစ်ပါဖုတ်စားလို့ရပါတယ်ပြီးတော့ဒီဟာလေးကိုခွဲစားရင်လည်းအရင်ကောင်းပါတယ်ဒီထဲမှာအနှံလေးနဲ့ပေါ့နော်တော်တော်စားလို့ကောင်းတယ်အခုကတော့ဖြတ်လိုက်အောင်မယ်တစ်ခါဖုတ်စားရပြီဒီနေ့တော့ပါပြီ